အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မှာကတော့ထိုင်းကနေ OneXpert အကောင့်ဖွင့်ပြီးငွေတွင်းပြီးငွေထုတ်နည်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အထောက်အကူပြုလဲဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပြီးတော့ကြားပါအောင်ခင်ဗျာထိုင်းကနေ OneXpert အကောင့်ဖွင့်ဆော့ကစားမယ်ဆိုရင်အနည်းဆုံးထိုင်းဘဏ်အကောင့်ရှိဖို့တော့လိုအပ်ပါတယ်ခင်ဗျာဒီလိုမှမဟုတ်ရင်တော့မြန်မာနိုင်ငံကပါလာတဲ့ KB ဝက်ပေးကိုအသုံးပြုနေသေးတယ်ဒါမှမဟုတ်မြန်မာပြည်ကနေတစ်စင်းကျွန်တော်တို့ KB ဝက်ပေးနဲ့ငွေလွှဲပြီးတော့မြန်မာကျပ်နဲ့ပဲအကောင့်ဖွင့်ဆော့ကစားခြင်းတော့ကျွန်တော်တို့ရဲ့ Viber Telegram ဖုန်းနံပါတ်3998443935ကိုဆက်သွယ်ပြီးတော့ OneXpert ကိုမြန်မာကျပ်နဲ့လာရောက်ဆော့ကစားလို့ရပါတယ်ခင်ဗျာထိုင်းကနေ OneXpert အကောင့်ဖွင့်ဖို့အတွက် registration ကိုနှိပ်ပါခင်ဗျာဒီနေရာမှာတော့one click ကိုနှိပ်ပါ promo code ဆိုတဲ့နေရာလေးမှာ YMT47 ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာ promo code YMT47 ကိုဖြည့်ပြီးတော့ဟိုင်းနော်၄000ခွက်လေးကိုအမှန်ချက်လေးဖြစ်အောင်နေပြပါခင်ဗျာအားလုံးပြီးသွားရင်တော့ကျွန်တော်တို့ register ကိုနှိပ်ပြပါခင်ဗျာဒီညမှာတော့ရွေးခိုင်းတာကိုမှန်အောင်ရွေးပြီးတော့ verify လုပ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒီမှာတော့ကားကိုရွေးခိုင်းပါတယ်ကျွန်တော်တို့ကားကိုအားလုံးရွေးပြီးသွားရင်တော့ verify လေးကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင်တော့ထိုင်းကနေ OneXpert အကောင့်ဖွင့်တာအောင်မြင်သွားပါပြီခင်ဗျာကျွန်တော်တို့ဒီမှာရလာတဲ့ username password ကိုတေချာလေး screenshot ရိုက်ပြီးတော့တင်ထားပေးပါခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ account ထွက်သွားတဲ့အချိန်ကျရင်ဒီ username နဲ့ password ကိုအသုံးပြုပြီးတော့ account ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာusername နဲ့ password ကို screenshot ရိုက်တင်ပြီးတော့ရင်တော့ကျွန်တော်တို့ next ကိုနေပေးပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ OneXpert အကောင့်ရပါပြီခင်ဗျာကျွန်တော်တို့ငွေတွင်းလေးကိုဆက်ပြီးကြည့်အောင် menu ကိုနှိပ်ပေးပါခင်ဗျာငွေတွင်းမှာဖြစ်တဲ့အတွက် deposit ကိုနှိပ်ပါကျွန်တော်တို့ဒီမှာထိုင်းဘဏ်နဲ့ငွေတွင်းမှာဖြစ်တဲ့အတွက် bank transfer ကိုရွေးပေးပါခင်ဗျာအကယ်လို့ဒီမှာထိုင်းဘဏ်ပုံစံလေးနဲ့ပုံလေးတွေပေါ်နေရင်လည်းအဲ့ဒီငွေတွင်းလို့ရပါတယ်ခင်ဗျာအတူတူပါပဲထိုင်းမှာကကျွန်တော်တို့ဘဏ်အချင်းချင်းကငွေတွဲလို့ရတဲ့အတွက်မိတ်ဆွေကဘာဘဏ်ဖြစ်နေအထက် agent ကဘဏ်မတူလဲကျွန်တော်တို့ငွေလွှဲလို့ရပါတယ်ခင်ဗျာ bank transfer ကိုနှိပ်ပြီးပါကျွန်တော်ဒီမှာနမူနာပုံစံငွေတွင်းပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်အမှန်ကိုဖြည့်ပေးပါခင်ဗျာကျွန်တော်ဒီမှာထိုင်းစာနဲ့ဖြစ်နေရင်လည်းပြဿနာမရှိပါဘူးခင်ဗျာကျွန်တော်ဒီပုံလေးကို screenshot ရိုက်ပြီးတော့ Google ထဲမှာကျွန်တော်တို့ပုံလေးကို translate တော့လုပ်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော် translate လုပ်ထားတဲ့ပုံစံလေးကဒီလိုပုံမှာဟုတ်ကဲ့ကျွန်တော်တို့အပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတန်900နမူနာထည့်ပြပါမယ်အပေါ်ဆုံးမှာတော့မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာနမူနာနံပါတ်တစ်ခုကိုထည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေရဲ့ဘဏ်အကောင့်နံပါတ်အမှန်ကိုထည့်ပြပါခင်ဗျာအောက်မှာတော့မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်တွေကမိတ်ဆွေတို့ရဲ့အမည်ကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာဘဏ်အကောင့် owner name ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာနမူနာနာမည်တစ်ခုကိုထည့်ပြပါမယ်ခင်ဗျာမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အမည်အမှန်ကိုထည့်ပေးပါခင်ဗျာ
ကျွန်တော်တို့အောက်ဆုံးမှာတော့မိတ်ဆွေတို့ရဲ့ဘန်အမည်ကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာဥပမာမိတ်ဆွေကကာစီကွန်ဆိုရင်ကာစီကွန်ဘန်ပေါ့နော်ဘန်ကောက်ဘန်ဆိုရင်ဘန်ကောက်ဘန်ခရန်ထိုင်းဆိုရင်ခရန်ထိုင်းပေါ့နော်အစရှိတဲ့ဖြင့်ထိုင်းဘန်နာမည်ကိုထည့်ပြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ကာစီကွန်ကိုနမူနာထည့်ပြပါမယ် K ဘန်လို့ထည့်လဲရပါတယ်ခင်ဗျာမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဘန်အမည်ကိုထည့်ပြပါခင်ဗျာကျွန်တော်တို့ငွေတွင်းမဲ့ပမာဏဘန်အကောင့်နံပါတ်ဘန်အကောင့်အုံနာအမည်ကျွန်တော်တို့ဘန်အမည်ကိုထည့်ပြီးတော့ရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဒီမှာငွေလွှဲရမယ့် agent ဘန်အကောင့်နံပါတ်ပေါ်လာပါလိမ့်မယ်ခင်ဗျာအဲ့ဒီ agent အကောင့်နံပါတ်ကိုငွေတော့လွှဲပေးပါခင်ဗျာကျွန်တော်ဒီမှာ copy ယူလို့ရတာလေးရှိပါတယ် copy ယူပြီးတော့မိတ်ဆွေတို့ဘန်အကောင့်ထဲမှာဒီ agent နံပါတ်ကိုမိတ်ဆွေတို့ငွေတွင်းမဲ့ပမာဏကိုငွေတော့လွှဲပေးပါခင်ဗျာဒါဆိုရင်ထိုင်းဘန်နဲ့ငွေတွင်းတာအောင်မြင်တော့ပါပြီကျွန်တော်တို့15မိနစ်နိုင်ဝက်တွင်းမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာပါလိမ့်မယ်ခင်ဗျာအကယ်လို့ငွေဝင်မှုဆိုရင်ကျွန်တော်တို့ customer support မှာမြန်မာလိုတွားရပြီးတော့မေးမြန်းဖြေရှင်းလို့ရပါတယ်ခင်ဗျာဒါကိုဗီဒီယိုရဲ့အဆုံးမှာထည့်ပေးတော့မှဖြစ်လို့ဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးတော့ကြပါအောင်ခင်ဗျာကျွန်တော်တို့ငွေတွင်းကြီးရပြီဆိုတော့ကျွန်တော်တို့ငွေထုတ်နည်းကိုကြည့်အောင်ခင်ဗျာငွေထုတ်ဖို့အတွက်မီနူကိုနှိပ်ပေးပါစတင်အလုံးလေးကိုနှိပ်ပါခင်ဗျာငွေထုတ်မှာဖြစ်တဲ့အတွက် withdraw ကိုနှိပ်ပါကျွန်တော်တို့ငွေထုတ်တော့မယ်ဆိုရင် OneXpert မှာကအရင်ဆုံးကိုကြီးအချက်လက်ဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကိုကြီးအချက်လက်ဖြည့်နည်းကိုကျွန်တော်တို့ customer support မှာတွားရောက်ပြီးတော့တောင်းယူလို့ရပါတယ်ခင်ဗျာကျွန်တော်မြန်မာအကောင့်တွေရဲ့ကိုကြီးအချက်လက်ဖြည့်နည်းဗီဒီယိုကိုတင်ထားတာတော့ရှိပါတယ်အဲ့ဒီအကောင့်ဗီဒီယိုနမူနာကိုကြည့်ပြီးတော့ဖြည့်လဲရပါတယ်ထိုင်းမှာဆိုတော့ထိုင်းကမြို့နာမည်လေးအချက်လက်တွေနဲ့ပြောင်းသွားမှာဖြစ်ပါတယ်ခင်ဗျာဒါမှမဟုတ်ကျွန်တော် customer support မှာတွားရောက်ပြီးတော့ကိုကြီးအချက်လက်ဖြည့်နည်းကိုတောင်းလို့ရပါတယ်ခင်ဗျာကိုကြီးအချက်လက်ဖြည့်ပြီးတော့ရင်တော့ကျွန်တော်တို့ငွေထုတ်နည်းကိုကြည့်အောင်ကျွန်တော်တို့ငွေထုတ်မယ်ဆိုအပေါ်ဆုံးက bank transfer ပြီးတော့ဒီဘက်က Thai bank ပုံလေးနဲ့via bank transfer အားလုံးကအတူတူပါပဲခင်ဗျာငွေထုတ်လို့ရပါတယ်ခင်ဗျာကျွန်တော်အရှိဆုံးက bank transfer ကိုနမူနာရွေးပြပါမယ်ကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာပါမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်မှန်ကိုဖြည့်ပေးပါဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေထုတ်မဲ့ပမာဏကိုထည့်ပေးပါဘန်900ကိုနမူနာထည့်လိုက်ပါတယ်ကျွန်တော်တို့ choose ဘန်ကတော့နှိပ်လိုက်ပါခင်ဗျာဒီမှာမိတ်ဆွေတို့ရဲ့ဘန်ကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဘန်ကောက်ဘန်ကာစီကွန်ဘန်ဆိုင်ယန်ကွန်မရီကဘန်ခရန်ထိုင်းဘန်အစရှိဖြစ်မှာနော်ကျွန်တော်ဒီမှာဘန်တွေအများကြီးရှိပါတယ်ခင်ဗျာဒီထဲမှာမိတ်ဆွေတို့ရဲ့ဘန်ကိုမှန်ကန်စွာရွေးပေးပါခင်ဗျာကျွန်တော်ကဒီမှာကာစီကွန်နဲ့နမူနာထည့်ပြတဲ့အတွက်ဒီမှာလည်းကာစီကွန်မှာထည့်ရွေးလိုက်ပါမယ်အကောင့်နံပါတ်ကတော့မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်နံပါတ်ကိုထည့်ပေးပါခင်ဗျာမှန်ကန်စွာထည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကနမူနာထည့်ပြပါမယ်ကျွန်တော်တို့အကောင့် holders name ကတော့မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်ထဲကဘဏ်အကောင့်အုံနာအမည်ကိုထည့်ခိုင်းတာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်အမည်ပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဘဏ်အကောင့်အမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်တို့ငွေထုတ်မဲ့ပမာဏငွေထုတ်မဲ့ဘဏ်ကျွန်တော်တို့ဘဏ်အကောင့်နံပါတ်ဘဏ်အကောင့်ကင်ဆောင်တဲ့သူရဲ့အမည်ကိုဖြည့်ပြီးတော့ရင်တော့ confirm လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာကျွန်တော်တို့ဖုန်းနံပါတ်ချိန်ထားရင်တော့ဖုန်းထဲကို SMS code ကြာလာပါလိမ့်မယ်ခင်ဗျာ SMS code ကိုရိုက်ထည့်လိုက်ပါပြီးရင် confirm ကိုထပ်နှိပ်ပေးပါခင်ဗျာဒါဆိုရင်ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ငွေတွင်းလို့မဝင်တာဖြစ်ဖြစ်ငွေထုတ်လို့မရောက်တာဖြစ်ဖြစ်ကိုယ့်ရဲ့အချက်လက်ဖြည့်နေတည်ချင်တာဖြစ်ဖြစ်ကျွန်တော် customer support မှာမြန်မာလိုမေးမြန်းဖြည့်ရှင်လို့ရပါတယ်ဒါလေးကိုစကြည့်အောင်မီနူကိုနှိပ်ပေးပါ
customer support ကိုရွေးပေးပါခင်ဗျာchat ကိုရွေးပေးပါကျွန်တော်တို့ကဒီလိုပေါ်လာရင်မြန်မာ please လို့ပို့ပေးပါမြန်မာလို့မေးမြန်းချင်တဲ့အတွက်မြန်မာ please လို့ပို့လိုက်ကျွန်တော်ဒီလို bot လေးတွေကစာလာဖြေပါလိုက်မယ်ခင်ဗျာအဲ့ဒါဆိုရင်မြန်မာ please လို့ပဲထပ်ပို့ပါအဲ့လို bot တွေကစာထပ်ပြီးဖြေရင်လည်းမြန်မာ please လို့ပဲထပ်ပို့ပါခင်ဗျာကျွန်တော်တို့ဒီလိုပဲမြန်မာ please လို့ပို့ရင်လည်း bot တွေကဖြေပါလိမ့်မယ်အဲ့ဒါကိုမြန်မာ please လို့ပဲထပ်ပို့ပေးပါအဲ့ဆိုရင်ကျွန်တော်တို့က operator ရှာပြီးနေပါပြီဆိုပြီးစာပို့လာပါလိမ့်မယ်အဲ့ချိန်ကျရင်ကျွန်တော်တို့မြန်မာ please ပဲထပ်ပို့ပါပြီးရင်ကျွန်တော်တို့စာပို့လာလို့ရှိရင်မြန်မာ please ထပ်ပို့ပြီးတော့မြန်မာ customer service ကလာရောက်ပြီးတော့မေးမြန်းပါလိမ့်မယ်အဲ့ချိန်ကျရင်မရှိတော့ဘန်နဲ့ငွေသွင်းတာမဝင်လည်းမဝင်တဲ့အကြောင်းပေါ့နော်ငွေထုတ်တာမြောက်လည်းမြောက်တဲ့အကြောင်းကိုရေးချက်လက်ဖြစ်နေကိုတီးချင်လည်းတီးချင်တဲ့အကြောင်းကိုမြန်မာလို့မေးမြန်းပြီးတော့ဖြေရှင်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ